အဲ့တော့ဝိပဿနာသွားခြင်းနဲ့ဆိုရင်တော့အစဉ်တိုင်းကဒီလိုလေးသွားတယ်ရုပ်ကိုစရှိပါတယ်ဒီခန္ဓာကိုယ်ကြီးဘာရုပ်တွေရှိလဲဘာလို့လဲဆိုတော့ဝိပဿနာရှုတယ်ဆိုတာစောစောကဖွင့်ဆိုချက်အတိုင်းထူးခြားတဲ့နည်းတွေနဲ့ရှုရအဲ့ဒီမှာအကျဉ်းချုပ်တော့အိဋ္ဌဒုက္ခအနတ္တဒီခန္ဓာကိုယ်ကြီးအနတ္တငါမဟုတ်ဘူးဒါပေါ်ရာကအတ္တမဟုတ်ဘူးဆိုတော့လူတွေကဒီခန္ဓာကိုယ်ကြီးထဲမှာအတ္တရှိတယ်လို့ထင်တယ်ငါရှိတယ်ငါလို့အများကြီးပြောကြဒါငါခန္ဓာကိုယ်ငါသားငါသမီးဒီလိုဒါသူ့ရဲ့ view ပေါ့အယူသာရှိနေတာတကယ်ဖြစ်ပြတော့မဟုတ်ဘူးစကလုံးသာရှိတယ်တကယ်တရားမရှိဒီတော့ငါမဟုတ်ဘူးဆိုတော့ဟုတ်တာဘာလဲလို့မင်းတော့ဟုတ်တာယုတ်တိဏ္ဏနေရှိတာဒါကြောင့်မလို့ယုတ်တိဏ္ဏနေကိုယုတ်တိဏ္ဏနေဖြစ်နေပဲရှိပါတယ်ယုတ်တိစရှိပါတယ်ခန္ဓာကိုယ်ကြီးဘာယုတ်တိရှိလဲဓာတ်လေးပါးကမ္မထံစရတယ်ရေပုံရဆိုရင်ယုတ်တိရှုပြီးရင်ခါနာနေရှုရတယ်နာနဲ့မှတချို့ကအတ္တရှိတယ်လို့ထင်တယ်တွေးတာအောင်ငါလို့ထင်တယ်ဉာဏ်ကိုငါလို့ထင်တယ်ဒီလိုပေါ့ခံစားမှုပြောတာအောင်ငါလို့ထင်ရင်လည်းထင်တယ်ရုပ်တွေရှုပြီးရင်ရုပ်ထဲမှာမရှိတော့တာတော့ရှင်းသွားတယ်ဒါပေမဲ့နာနဲ့မှမြန်ရှိနေမလားဒီလိုတချို့လူတွေမှာနာနဲ့မှရှိတယ်လို့ထင်ကောင်းထင်နိုင်တယ်ဒါကြောင့်နာနေလဲရှုရကြည့်ရင်ဘလို့စိတ်တွေဖြစ်တယ်ကြားရင်ဘလို့စိတ်တွေဖြစ်တယ်ဒီလိုရှုရရုပ်ရှုပြီးနာရှုပြီးဆိုနောက်တစ်ဆင့်အကြောင်းအကျိုးရှုရဒီယုံနာနေဘာကြောင့်ဖြစ်လဲဒါပဋိစ္စသမုပ္ပါပိုင်းအထူးအဖြစ်ရောက်သွားတာပေါ့အကြောင်းအကျိုးရှုလိုက်လို့ရှိရင်ဒီယုံနာနေကသူ့အကြောင်းနဲ့သူဖြစ်တာဘယ်သူဖြစ်ဖြစ်အကြောင်းရှိတယ်လောကထဲမှာရှိတယ်ဘယ်တရားမဆိုအကြောင်းရှိတယ်တူရီသူကပဲအကုန်စီစဉ်မယ်ဆိုတော့ဒီလိုတရားမျိုးမရှိဘူးပိုင်စိုးပိုင်နေတရားဘယ်တရားမှမရှိဘူးအလုံးကသူ့မှာသူ့ရဲ့အကြောင်းရှိအဲ့တော့တစုံတယောက်ကအထက်ကနေတဏှာနေပြီးတော့ဖန်တီးထားတာဒီလိုမဟုတ်ဘူးသူ့လည်းပဲသူ့မှာလည်းအကြောင်းရှိတယ်ဒါကြောင့်မလို့ဗုဒ္ဓဘာသာကအကြောင်းအကျိုးပဲဒါဆိုတော့တယောက်ကဖန်တီးထားတာမဟုတ်ဘူးအကြောင်းအကျိုးဆက်ဖြစ်နေတာဖန်ဆင်းရှင်ဝါဒတွေပါတယ်ပယ်နိုင်တာပေါ့အကြောင်းအကျိုးရှုခြင်းအဖြစ်အဲ့တော့ယုတ်တွေလည်းရှုပြီးပြီတခုချင်းခန္ဓာကိုယ်ကြီးလည်းနံတရားတွေလည်းပဲတခုချင်းအကုန်လုံးသိပြီးပြီအကြောင်းအကျိုးတွေဘယ်လိုဆက်ပြီးဖြစ်တယ်ဆိုတာလည်းပဲပြီးသွားပြီဆိုလို့ရှိရင်ဘာကြည့်ရလဲဆိုအဲ့တရားတွေရဲ့ဖြစ်ချင်းပြက်ချင်းကိုကြည့်ရအဖြစ်ပြက်တွေကိုကြည့်ပြီးတော့အနိစ္စမမြဲဘူးဒုက္ခဆင်းရဲတယ်အနတ္တငါမဟုတ်ဘူးဒီလိုချိန်ဖန်များစွာလုပ်ရတယ်တရားပဲထက်ခါလုပ်ရတယ်ရုပ်ရှုလိုက်တခါနာရှုလိုက်တခါအကြောင်းအကျိုးရှုလိုက်တခါအဖြစ်ပြက်ကြည့်ပြီးတော့အိဋ္ဌဒုက္ခအနတ္တရှုလိုက်ဒါနိဗ္ဗာန်မြင်တဲ့အထိပေါ့ဒီလိုရှုရဒါကိုပဲဝိပဿနာလို့ခေါ်တယ်အကျဉ်းချုံးတော့အိဋ္ဌဒုက္ခအနတ္တရှုတယ်လို့ပြောလို့ရတာအနတ္တဆိုတာကရုပ်တည်နာနေတစ်ခုချင်းရှုတာအဲ့ဒါအနတ္တမြင်အောင်လို့ရှုတာအဖြစ်ပြက်ရှုတယ်ဆိုတာကတော့ဒါအနိစ္စနဲ့သွားတူတယ်ဖြစ်တာပြက်တာမြင်မှအနိစ္စမြင်တာပေါ့ဒုက္ခကတော့ဒုက္ခရှုနည်းကတော့အမျိုးမျိုးရှိတယ်အဲ့တော့တချို့လူတွေဝိပဿနာရှုတယ်ဆိုလို့ရှိရင်ဖြစ်တာပြက်တာမြင်တယ်အနိစ္စဆိုတာသဘောပေါက်တယ်အနိစ္စလို့ရှုလိုက်ရင်စိတ်ကတကယ်ထိရောက်တယ်အနိစ္စလို့တကယ်ခံစားရတယ်ယုတ်တဏ္ဍနဲ့တစ်ခုချင်းရှုပြီးပြီဖြစ်လို့ဒီခန္ဓာကိုယ်ကြီးဖြိုခွဲပြီးပြီဖြစ်လို့အနတ္တလို့ရှုရင်လည်းခံစားရတယ်ဒါပေမဲ့ဒုက္ခလို့မထင်အောင်ယောဂီတယောက်ကဒီလိုပြောတယ်ဘာလို့လဲဆိုတော့သူရှုလို့ကောင်းတာရှုလို့ကောင်းတယ်ငြိမ်းချမ်းတယ်ဆိုတော့ဒုက္ခလို့မထင်အောင်ဒါသူဒုက္ခလို့အဲ့ဒီပုံစံမျိုးနဲ့သိမထင်ဘူးဒါပေမဲ့ဘဝမှာဒုက္ခတွေရှိတာတော့ထင်ရှားတယ်အိုးတယ်နားတယ်တခါစသည်ဖြင့်ဒီခန္ဓာကိုယ်ကြီးရှိလို့ဒုက္ခတွေရောက်တာအများကြီးပဲဒါတွေကိုလည်းပဲစာညွှန်ပြပါတယ်အိုခြင်းသဘောရှိတယ်နာခြင်းသဘောရှိတယ်စသည်ဖြင့်ဒါဒုက္ခရှုနည်းတွေပေါ့